ဒီနေ့တော့မစားတာကြာပြီးဖြစ်တဲ့ရာသီဥတုနဲ့လည်းအရန်လိုက်ဖက်တဲ့ငပတ်ငပုတ်မွေကိုဆက်ဆက်ကလေးမွေစားမှာဖြစ်ပါတယ်မင်္ဂလာပါစတယ်လာဦးပါရှင်အိမ်ကအမေကလေငါ့ကိုနေ့တိုင်းချက်စားတဲ့သူပေါ့နော်ငါကြော်တွေငါချက်မောင်ငါဟင်းငါကင်အဲ့လိုငါ့ကိုမီနူအစုံနဲ့နေ့တိုင်းတစ်မျိုးစီပါတယ်ပေါ့နော်စတယ်လာတို့နေတဲ့နားကတန်လွင်မြစ်တို့အထရန်ဂျိုင်းမြစ်အဲ့ဒီနေရာတွေနဲ့အဲ့ဒီနားမှာနေတာပေါ့နော်ကန်းနားကလည်းရှိရောလေရေချိုငါ့ကိုမှတဝရီအမြဲတမ်းစားရတယ်အဲ့ဒီတည်းကတစ်ခုကတော့ငပတ်ငပုတ်မွေပေါ့နော်ငငယ်ကအဖိုးမောင်ကြီးကပြောတာတော့ငပတ်ပုတ်ပုတ်ငရုတ်ဆက်ဆက်ဆိုပြီးတော့လေအဲ့တော့ငါ့ဟိုကလေပုတ်နေရထင်လို့ပေါ့နော်အဲ့ဒါငငယ်ကဆိုရင်တော့တိတ်မကြိုက်ဘူးအိမ်မှာအဲ့ဒါချက်လို့ရှိရင်ကလေနည်းနည်းပဲစားပြီးတော့အရွက်ကြော်လို့ဟင်းချိုလို့နဲ့ပဲစားလိုက်တာများရေပေါ့နော်အခုသူများနိုင်ငံရောက်တဲ့အခါကျတော့ရေချိုငါးတွေကလည်းမစားရဘူးအခဲရိုက်တာတဲ့ဟာတွေကိုပဲစီးကြီးပေးပြီးတော့ဝယ်စားရတာပေါ့နော်အဲ့ခါကျမှငါ့ကိုအမတန်နေ့တိုင်းကျွေးအောင်စားနိုင်တယ်ငငယ်ကလည်းစားနိုင်တယ်ဆိုပေမဲ့ငပတ်ကတိတ်မကြိုက်ဘူးပေါ့နော်ဒီနေ့တော့ဈေးထဲမှာငပတ်တွေတွေးလို့ပျော်ပြီးတော့ဝယ်လာတာချက်ပြီးတော့မှအိမ်ကအမေကိုပြောတော့မှအဲ့ဒါမွေးမြူရည်ကြီးတဲ့ကိုကလည်းမသိဘူးပေါ့နော်ငပတ်ကတရားမွေးမြူရည်လားဒီမြစ်ထဲရတဲ့ငါဆိုလားအခုတော့မွေးမြူရည်ငါ့ကိုပဲမွေစားတာတော့တော်တော်အရန်စားကောင်းတယ်ပေါ့နော်စီတက်ဖို့ကိုတော့စတယ်လာကငရုတ်6ရဲ့ပြီးလို့ရှိရင်စက်သွန်ဖြူနေခြင်းနဲ့ဆပ်ပလင်တွေကိုရောကြိတ်ပြီးတော့သုံးပါမယ်ဆပ်ပလင်နဲ့မွမွေးလေးနဲ့လေသူကအဲ့လိုဆက်ဆက်မွမွေးလေးဆိုတော့ဆပ်ပလင်ကတော့လုံးဝမပါမှာဖြစ်ပါငါဘက်ကတော့3ပိုင်းပိုင်းပြီးတော့ဝေခဲ့တာပေါ့နော်ငါ့ဟိုကကြတော့ချင်းဘက်စိန်ထားတဲ့ချင်းဘက်ရည်နဲ့စီးတာလုံးဝဒီလိုပြောင်ပြောင်တင်းတင်းလေးရတယ်ငါဘက်ကလေသူ့အသေးတွေအစီတွေအစီပေါင်းတွေပေါ့နော်အဲ့လိုမျိုးအကုန်လုံးထည့်ပြီးတော့မှုရတာဆိုတော့ဘဟက်ကိုထုတ်ပြီးလို့ရှင်ကျန်တာကအကုန်လုံးတန့်စင်ပြီးလို့ရှင်အကုန်ပြန်ထည့်ပြီးတော့သူ့ရောမှုတယ်ပေါ့နော်အဲ့ဒါလေးတွေတော်တော်စားကောင်းတာစတယ်လာကဆက်ဆက်လေးကြိုက်လို့ငရုတ်တီမှုတ်ကိုပါငရုတ်တီမှုတ်ဆိုဒီအစိမ်းမှုတ်ကိုထပ်ပြီးတော့စီတက်တဲ့ထဲမှာထပ်ထည့်တယ်ပေါ့နော်ပြီးရင်တော့စတယ်လာတို့ငပိထည့်ပါမယ်ပါဝင်ပစ္စည်းတွေကအနက်မွေးပြီးတော့နွမ်းသွားတဲ့အထိကိုစတယ်လာတို့စီတက်ရမယ်ပေါ့နော်စီရလေးပဲဟင်းချက်ချက်စီတက်ပြီးချက်တဲ့ဟင်းဆိုလို့ရှိရင်စီကိုနန်းနိုင်လေးတက်ပြီးတော့မှအဲ့လိုအသားရောတာပို့ပြီးတော့မွေးပြီးတော့ပို့စားကောင်းတယ်ပေါ့နော်ဒီလိုလုံးချက်ဆိုလို့ရှိရင်လည်းသူကအကုန်လုံးလုံးပြီးတော့နေထားပြီးတော့မှခဏလောက်နှက်ထားပြီးတော့မှချက်ရင်အဲ့ဒါဘာဟင်းမဲ့ချက်ချက်အဲ့လိုပုံစံဆိုရင်စားကောင်းတယ်စတယ်လာတို့ငပတ်တွေကိုထည့်ပြီးပြီဆိုရင်အနက်နဲ့အရသာတွေတေချာလေးဝင်သွားအောင်နည်းနည်းလေးမှုေမယ်ပြီးရင်ငါးငန်းပြရေးပါထည့်ပြီးတော့တခါလေးမှုေပါမယ်အနက်လေးတွေမွေးပြီးတော့ငါးထဲမှာပါတယ်ရေလေးတွေလည်းခန်းသွားပြီဆိုလို့ရှိရင်เนาะစတယ်လာတို့ရေကိုထပ်ထည့်ပါမယ်ရေကလေအများကြီးမထည့်ဘဲနဲ့ဒီလိုနည်းနည်းလေးနဲ့ငါးကိုတဝက်လောက်မြုပ်ုံဆိုလို့ရှိရင်ရပြီပေါ့เนาะစတယ်လာကအိုးလဲကြီးတဲ့ခါကျတော့ဒါဆိုရင်တော့ဒါများနေပြီပေါ့เนาะကျန်တဲ့ငါးနှစ်တုံးကိုတော့လီစောအိတ်နဲ့ထည့်ပြီးတော့ခဲခဲနဲ့မှတိမ့်ပါတယ်ဒီဟာကလေအကြာကြီးထားခံတယ်ပေါ့เนาะပုံလည်းမပြတ်ဘူးပြီးလို့ရှိရင်ပြန်ချက်စားတဲ့ခါကျလို့ရှိရင်လည်းလက်ဆက်ဆက်လေးနဲ့လေအရန်စားလို့ကောင်းတယ်ဒီလိုပုံစံမျိုးတိမ့်တဲ့ခါကျရင်ငါဘက်ကလေစီတက်တာလေးလည်းအနှစ်ကျသွားပြီဆိုရင်ငါးကိုအခုလိုပဲဇွန်းလေးနဲ့ထိုးချလိုက်ပါမယ်အခုတည်းကအနက်ကတော်တော်လေးကောင်းနေပြီပေါ့နော်အရသာအတွက်ကတော့စားရဲ့အချုံမိုးရဲ့ထည့်ပါမယ်ငါးကချိုပြီးသားဆိုတော့စတယ်လာနည်းနည်းပဲထည့်လိုက်တယ်ပေါ့နော်ပြီးရင်တော့အဖုံးအုပ်ပြီးတော့ရေခမ်းအောင်ခဏပြန်ပြီးတော့တည်တင်ပါတယ်အရသာလေးလည်းအကုန်အဆင်ပြေပြီးသူ့မှာရေလေးလည်းဒီလိုမျိုးခန်းသွားပြီးငါအနှစ်တွေပဲဒီလိုဖြစ်နေပြီဆိုလို့ရှိရင်တော့ရှမ်းနန်းနန်းကိုအုပ်ပါမယ်ငါးတွေကလေနန်းနန်းမင်းနဲ့လိုက်တဲ့ငါရှမ်းနန်းနန်းနဲ့လိုက်တဲ့ငါဆိုပြီးတော့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဒီလိုမျိုးငစင်ရိုင်းတို့ဒီလိုငပတ်တို့ဆိုလို့ရှိရင်သူကရှမ်းနန်းနန်းနဲ့အရန်လိုက်တာအဲ့ဒီအချိန်မှာနန်းနန်းမင်းထဲသူအဲ့လောက်မမွေးရှမ်းနန်းနန်းထဲမှာပို့ပြီးတော့မွေးတယ်ပေါ့နော်ငပတ်ငပုတ်မွေကစတယ်လာတို့ကြည့်လို့ရှိရင်တော့လေဒီမှာမတင်အယိုးတွေထောင်းနဲ့အဲ့လိုမျိုးပေါ့နော်အမှန်တော့အဲ့လိုမဟုတ်တော့အယိုးအကြီးတွေပဲရှိတာဟိုလိုမျိုးအယိုးသေးလေးတွေမပါဘူးဆိုတော့ဒီဟာလေးတွေကိုပဲထမင်းနဲ့အဲ့လိုနေစားရင်စားကောင်းတယ်ပေါ့နော်အယိုးလည်းမဆူစတယ်လာကတော့ငပိရည်တိုးစရာအစုံနဲ့စားပါတော့မယ်သူကလေတရက်တီးဒီအကင်းလေးတွေနည်းနည်းချင်းဟာလေးရင်းနဲ့ဆိုလို့ရှိရင်တော်တော်လိုက်တယ်ပေါ့နော်အဲ့ဒါဟိုမှာငပတ်ငပုတ်မွေလေးထည့်ငပိရည်လေးထည့်ပြီးရင်တိုးစရာလေးကြိုက်ထမင်းကအရန်မိတ်နေပေါ့နော်အိမ်စာလေးများစားလိုက်ရရင်လေတော်တော်လေးကောင်းဆိုပြီးတော့အိမ်အလွမ်းလေးနည်းနည်းပြည်တာပေါ့ကွယ်သူများနိုင်ငံမှာကြည့်ကြပါအောင်ရှင်စတယ်လာကတော့မရွှေဘူးလဲဒီလိုမျိုးပုံစံနဲ့ထပ်ပြီးတော့မှွေစားပါအောင်မယ်သူကဆက်ဆက်မွမွေလေးနဲ့အရန်စားလို့ကောင်းပါတယ်စတယ်လာရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲတက်တာပါ